အာဏာသိမ်းပြီးဘာမှမကြဘူး1964မှာစီးပွားရေးတွေပြည်သူပိုင်သိမ်းတယ်1965မှာ100နဲ့50တန်တရားမဝင်ကြီးညာတယ်စီးပွားရေးရုပ်ကနေထိုးကျသွားလိုက်တယ်ရန်ကုန်မှာစံတပီတမတ်9မှုကနေ6ချက်ခွဲ9ချက်ဖြစ်သွားတယ်ဟုတ်တယ်အစိုးရမထိန်နိုင်ဘူးခုနကလက80ရတဲ့အနှိမ့်ဆုံးလကစားဝင်တာထမင်းမလောက်တော့ဘူး126ချက်အောက်တန်းစီထမင်းစားဖို့မလောက်တော့ဘူးပြဿနာတက်တော့မယ်တရုတ်ဗမာအရေးခင်းဖန်ပြီးပေးလိုက်တယ် political diversion ပေါ့နော်နိုင်ငံကြီးလက်ွက်တစ်ခုအနေနဲ့လုပ်ပေးလိုက်တယ်ပြီးတော့ချက်ချင်းဗမာနိုင်ငံတနိုင်ငံလုံးဘယ်နေရာမှာဆိုတစ်ချက်ဖဲရောက်ရမယ်ဆိုအမိန့်ထုတ်တယ်ARD မှာတော့တစ်ချက်ရောင်းလို့ရတာပေါ့ဗျာကျွန်တော်တို့ဟုတ်ကတာပဲဗမော်ဘက်ရောက်တဲ့အခါအထက်ဖက်ကြတော့သေကနေဒါတွေမလို့ခြင်းမှုတပြည်လုံးတနိုင်ငံလုံးတပြည်တစ်ချက်ရောက်အမိန့်နဲ့အာဏာရှင်ထင်ရအုပ်ချုပ်တယ်ဆိုတာဒါကိုပြောတာပေါ့သို့တော်လည်းမရဘူးစီးပွားရေးကတဖြည်းဖြည်းကျဆင်းသွားတယ်1980ကျတော့အုပ်ချုပ်တဲ့အာဏာရှင်ဦးနေဝင်းဗိုလ်ချုပ်ကြီးနေဝင်းကဘာပြောလာပြီလဲတနရှင်ပါလီမန်ဒီမိုကရေစီမကောင်းဘူးဆိုရှယ်လစ်စနစ်နဲ့လောကနိဗ္ဗာန်ကိုတည်ဆောက်မယ်ကြွေးကြော်တာအသက်နဲ့ဆိုရှယ်လစ်တပါတီဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆန္ဒခံယူပွဲတွေလုပ်1984မှာစစ်အာဏာရှင်အုပ်ချုပ်တဲ့စနစ်ကနေတပါတီအာဏာရှင်အုပ်ချုပ်တဲ့စနစ်ကိုပြောင်းတယ်အာဏာသိမ်းထားတဲ့ဗိုလ်ချုပ်ကြီးနေဝင်းကသူသိမ်းထားတဲ့အာဏာကိုနိုင်ငံတော်သမ္မတကြီးဦးနေဝင်းကိုသူလွှဲပေးလိုက်တယ်ဆက်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တယ်1989အာဏာသိမ်းတဲ့နေ့ကနေဆို25နှစ်တင်းပြည့်တဲ့နေ့အေယာဝတီတိုင်းအိမ်မဲမျိုးကလယ်သမားတွေထမင်းကလို့တင်မောပေါ်တင်မဲ့ဂိုရောင်ထဲကဆန်တွေကိုဖောက်တယ်ခေါင်းဆောင်တာဘာလို့လဲရက်ကွက်ကောင်စီဥက္ကဋ္ဌကဥဆောင်တယ်စစ်တပ်ကဝိုင်းနေဟာပြစ်လိုက်ပါခိုးတာမဟုတ်ဘူးနေကင်းကြောင်တော့ကိုတော်ကိုဖောက်တာပြောင်းပြစ်လိုက်ခင်ဗျားတို့မပြစ်လဲငတ်လို့သေတော့မယ်တဲ့အိမ်ကကလေးတွေမိန်းမတွေစားစရာစမရှိဘူးဗမာပြည်ရဲ့စပကြီးဗမာနိုင်ငံတနိုင်ငံလုံးကိုထမင်းကျွေးနေတဲ့အေယာဝတီကလယ်သမားထမင်းငတ်သွားပြီတစ်ဖက်ကဘာဖြစ်သလဲကမ္ဘာအစင်းအဆုံးနိုင်ငံအဖြစ်ကုလသမဂ္ဂမှာသွားပြီးတော့ရှောက်ထားပြီးတော့အစင်းအဆုံးဘွဲ့ကိုတရားဝင်ကျွန်တော်တို့ခံလိုက်ရတယ်အဲ့ဒီအစင်းအဆုံးဘွဲ့လက်မှတ်ကလေးကိုကင်ပြီးတော့ကမ္ဘာဘဏ်အာရှဖွံ့ဖြိုးရေးဘဏ်အဲ့ဒီလိုဘဏ်တွေမှာသွားပြီးချမ်းသာတဲ့နိုင်ငံများချမ်းသာသောတထေးကြီးများကပိုလို့ရှံလို့ပေးထားတဲ့ဆင်းရဲသားများအတွက်ဆိုပေးထားတဲ့အဲ့ဒီငွေကိုခွဲတမ်းသွားထုတ်ယူပြီးတော့ကျွန်တော်တို့စားရတဲ့ဘဝဖြစ်သွားတယ်62အာဏာသိမ်းတဲ့အချိန်မှာအရှေ့တောင်အာရှမှာအချမ်းသာဆုံးအာရှမှာအကောင်းဆုံးတွေကိုပိုင်တဲ့နိုင်ငံဟာ25နှစ်အကြာကမ္ဘာအဆင်းရဲဆုံးနိုင်ငံဖြစ်သွားတယ်ဘာဖြစ်လို့လဲစီးနဲ့ကမ်းနဲ့အုပ်ချုပ်တဲ့စနစ်ပါလီမန်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့စနစ်ကိုဖျက်ပြီးအာဏာရှင်စနစ်နဲ့အုပ်ချုပ်လိုက်တဲ့အတွက်ကျွန်တော်တို့ရဲ့အမတန်ချမ်းသာတဲ့တိုင်းပြည်ကြီးဟာကမ္ဘာပေါ်မှာအဆင်းရဲဆုံးဘဝအထိနှိမ့်ကျသွားတယ်အဲ့တော့ကျွန်တော်ကစောစောကပြောခဲ့တယ်လူတစ်ယောက်အသက်မရှိတော့ရင်တန်ဖိုးမရှိတော့သလိုပဲနိုင်ငံတနိုင်ငံရဲ့အသက်ဟာဖွဲ့စည်းပုံပါဖွဲ့စည်းပုံမရှိတော့ရင်အဲ့ဒီနိုင်ငံလဲသေပါပြီအသုံးမကျတော့ပါဘူးစဉ်းစားကြည့်ပါ1948လွတ်လပ်ရတဲ့အချိန်မှာကျွန်တော်တို့ဗမာနိုင်ငံမှာအသက်ရှိတယ်ဝိညာဉ်ရှိတယ်ဖွဲ့စည်းပုံချင်းဥပဒေရှိတယ်73နှစ်အကြာ1962ခုနှစ်မတ်လ2ရက်နေ့မှာစစ်တပ်ကအတင်းအဓမ္မနိုင်ငံရဲ့ဝိညာဉ်ဖြစ်တဲ့အသည်းနှလုံးဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုနိုင်ငံရင်ခွင်ထဲကနေဆွဲထုတ်လိုက်တယ်ပြီးတော့အာဏာရှင်အုပ်ချုပ်တယ်အဲ့ဒီနေ့ကနေစပြီးတတိနဲ့ကျွန်တော်တို့ဆင်းရဲမွဲတေသွားလိုက်တာဟာဘယ်လောက်ထိဖြစ်သွားသလဲကမ္ဘာပေါ်မှာ217နိုင်ငံရှိတဲ့ထဲမှာနောက်ဆုံး10နိုင်ငံတည်းကိုကျွန်တော်တို့ကရောက်သွားတယ်နံပါတ်9လောက်မှာကျွန်တော်တို့ရှိတယ်အဲ့ဒီတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖယ်လိုက်တာနဲ့မျက်ဝါးထင်နဲ့ကျွန်တော်တို့မြင်ရပြီကျွန်တော်တို့ဟာဆင်းရဲမွဲတေပြာကျသွားတဲ့အစ်စ်
ကျွန်တော်တို့တိုင်းပြည်တည်သွားတဲ့အဆင့်ကျွန်တော်တို့ရောက်ခဲ့ရတယ်ကျွန်တော်တို့လူတွေအလုံးဘဝတည်ခဲ့တယ်ကျွန်တော်တို့လူလိုဆက်ဆံခြင်းမခံရဘူးအာနာရှင်ရဲ့နိုင်ထက်စီးနှင်းဆက်ဆံခြင်းကျွန်တော်တို့ခံခဲ့ရတယ်ကျွန်တော်တို့အလုံးကိုကြောက်ခဲ့ရတယ်ကျွန်တော်တို့ဘဝလုံခြုံမှုကျွန်တော်တို့ပစ္စည်းလုံခြုံမှုဘာမှမရှိဘူးကျွန်တော်တို့ရှာထားဖွေထားတယ်ခဏနေလာတိမ်သွားတယ်ကျွန်တော်တို့စုထားတယ်ဟာတကောတော်ကြ25ကျပ်တန်တရားမွေမှု85ကျပ်ကျွန်တော်တို့ဘဝဘာမှကျွန်တော်တို့ပစ္စည်းလုံခြုံမှုမရှိဘဝလုံခြုံမှုမရှိဒီလိုဘဝမျိုးနဲ့ကျွန်တော်တို့နေခဲ့ရသလိုနိုင်ငံကလည်းအဆင်းရဲဆုံးဘဝကိုကြာသွားတယ်ပြည်သူလူထုလည်းအဖက်ဖက်ကနှိမ်မသွားတယ်တိုင်းပြည်လည်းဆုတ်ပြတ်သွားတယ်အဲ့ဒါဘာကြောင့်လို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖယ်ထုတ်လိုက်လို့နိုင်ငံတည်သွားတယ်ဆိုတဲ့လက္ခဏာပုတ်စော်လန်တဲ့အနံ့ကနှာခေါင်းကိုမလာဘူးဘာအပုတ်တွေတော့အာနာရှင်နေချမ်းသာနေတယ်တိုင်းပြည်ရဲ့ပိုက်ဆံတွေခိုးကျင်တိုင်းခိုးနေတယ်ချမ်းသာကျင်တိုင်းချမ်းသာနေတယ်တကယ်လူတွေဆင်းရဲနေတယ်အဲ့ဒါဘာတွေတော့အပုတ်နဲ့တထောင်းထောင်းထနေတာပဲသို့တော့ကျွန်တော်တို့နှာခေါင်းကိုလာမရိုက်တဲ့အတွက်မျက်စိနဲ့ပဲမြင်ရတဲ့အပုတ်နဲ့နေပေါ့ဒါကြောင့်မို့လို့ဖွဲ့စည်းပုံအခြေခံဥပဒေဟာတိတ်ကိုအရေးကြီးပါတယ်ဘလောက်အထိအရေးကြီးပါသလဲလူအတွက်အသက်အရေးကြီးသလိုနိုင်ငံအတွက်အသက်ဝိညာဉ်လို့ဆိုအပ်လောက်အောင်အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့အနာဂတ်ဗမာနိုင်ငံအတွက်နောက်ထပ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကိုဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကိုအများဆုံးရေးဆွဲပြဋ္ဌာန်းနိုင်မှကျွန်တော်တို့အသက်ပြန်ဆက်နိုင်မယ်ကျွန်တော်တို့ရဲ့အနာဂတ်ကျွန်တော်တို့ရဲ့နောင်လာနောက်သားတွေဟိုးတစ်ချိန်ကကျွန်တော်တို့ရဲ့အဖိုးအဖွားတွေရွှေခေတ်ငွေခေတ်ကိုမိခဲ့သလိုနောင်ကျွန်တော်တို့ရဲ့နောင်လာနောက်သားတွေအဲ့ဒီရွှေခေတ်ငွေခေတ်ကိုပြန်ရောက်အောင်အခုလောလောဆယ်ကျွန်တော်တို့ခင်ဗျားတို့လုပ်ရမယ်ပထမဦးဆုံးလုပ်ရမယ်အလုပ်ကမြန်မာနိုင်ငံရဲ့အခြေခံအုတ်မြစ်ကြီးဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအကောင်းစားတရားအများဆုံးပြန်လည်ရေးဆွဲဖော်ထုတ်နိုင်မှုဆိုတဲ့အချက်ဟာအရေးကြီးဆုံးဖြစ်တယ်ဆိုတာအလုံးနားလေသဘောပေါက်စေတင်ပါတယ်ကျွန်တော်9မိနစ်10မိနစ်လောက်ကလေးနားပေးပါမယ်ကျွန်တော်အတန်လေးလည်းပြန်ရအောင်ခင်ဗျားတို့လည်းအပေါ်ပါသွားခြင်းသွားလို့ရအောင်နော်